ကျွန်တော်တို့ပထမဆုံး APP လေးကိုရင်ဖွင့်မယ်ပေါ့နော်ပြီး setting ကိုသွားမယ် setting ကိုနှိပ်လိုက်မှာပြီးရင်အပေါ်မှာဟာလေးကိုမြတ်ပြတဲ့နေရာလေးကိုနှိပ်လိုက်မယ်နော်ပြီးရင်အပေါ်မှာ ADT ဆိုတဲ့အနေရာလေးကိုနှိပ်မယ် playlist ကိုတစ်နှိပ်မယ်နော်အဲ့မှာကျွန်တော်တို့ link ထည့်မယ့်နေရာလေးကြာလိုက်ပါနော်ဒီနေရာမှာကျွန်တော်ရဲ့ Pixel TV MTU link ကိုထည့်ပါမယ်စလုံးမှန်အောင်ထည့်မယ်နော် HTTP နောက်ခုမှ HCIP TV stop VERCES.APP မြင်ကြတယ်ဒီနေရာမှာကျွန်တော်တို့တစ်ခုသတိထားရမှာနော်စာလုံးတစ်လုံးကြံခဲ့လို့မရဘူးနော်တစ်လုံးကြံခဲ့တာနဲ့လို့ link အပွင့်မှာမဟုတ်ပါဘူးနော်ကျွန်တော်တို့ apply ကိုနှိပ်မယ်နော်ထပ်နှိပ်ပါမယ် apply ဒါဆိုကျွန်တော်တို့ line လေးတွေကြာလာပါပြီနော်ဒါဆိုကျွန်တော်တို့ close နှိပ်ပြီးတော့ပိတ်လိုက်မယ်ဆက်နှိပ်မယ်နော်ဒီလိုပေါ်လာကျွန်တော်ရပါပြီပတ်ဆုပ်လိုက်ပါမယ် live stream နေရာကိုတောင်းနှိပ်လိုက်မယ်နော်ဒီမှာကျွန်တော်တို့ line လေးတွေပေါ်လာပြီနော်အပေါ်တစ်ချက်ထောက်လိုက်ရင်ဒီမှာကျွန်တော် line လေးအကုန်လုံးပေါ်လာဒီထဲကကျွန်တော်တစ် line ကိုစမယ်နော်ဒီမှာပါနော်စင်ပြီးပြရလို့ကြည့်လို့ရပါပြီနော်